Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဝက်နံယူနဲ့မြစ်ကလေးကိုချက်မှာပါဝက်နံယူကိုစက်သားမုံစားနေငယ်အချုံမုံနေငယ်တွေကိုထည့်ပါမယ်ပြီးရင်ငပိလေးနည်းနည်းလောက်ထည့်ပြီးတော့ရောနေပေးပါမယ်ရှင်အနည်းမို့လေးလည်းထည့်ပါမယ်နော်ရောနေပြီးထားပါမယ်ဒီမြစ်လေးကတော့တရီပြုတ်ထားပြီးပါရဲ့နော်ရုပ်တော်တဆုံထောင်းထားတာလေးကိုစီတက်ပေးပါမယ်စီတက်လို့ရလာတဲ့ခါကျရင်ခုနကအစ်စ်မြင်လာရဲ့ဝက်နံရိုးတိတ်နှက်ခါလေးကိုထည့်ပေးပါမယ်ရှင်နဲ့ဝက်နံရိုးလေးကိုတစ်ခါရဲစီချတက်ပါမယ်အနံ့ပြတယ်နော်မဟုတ်ရင်စိမ့်တော်နေတယ်စီတက်တာမကြိုက်ဘူးအနံ့ရတစ်မျိုးပြန်စားမကောင်းပါဘူးရှင်အဲလေးအပ်ထားပေးပါမယ်ဒီလေးနည်းနည်းထည့်ပြီးတော့ထားရပေးပါမယ်ဒီလိုစီပြန်လာတဲ့အနေထားရရင်မြစ်လေးကိုထည့်ပါမယ်ရေနည်းနည်းထည့်ပြီးတော့တရီနူးအောင်ချက်ထားလိုက်ပါမယ်ရှင်ဒီလိုနေထားရပြီးရေလည်းနှခမ်းလာပြီဆိုရင်အရသာတို့စက်သားမုံရဲ့အချိုမုံစားလေးနည်းနည်းလောက်လူတာလေးထည့်ထည့်ပေးပါမယ်ပြီးရင်ရေထည့်ပြီးတော့နောက်တရီလောက်ထပ်ချက်ထားပါမယ်2ရီ3ရီလောက်တော့ချက်ရတာပါရဲ့နော်အဲ့ဆိုဝက်နံရီဝက်နံယူလေးနူးလာတဲ့အထိပေါ့နော်ဒီလိုနေထားရပြီဆိုရင်ဝက်နံယူလေးလည်းရပါပြီဒါဆိုရင်ရတာရှိတဲ့ဝက်နံယူနဲ့မြစ်လေးရပါပြီရှင်အရေးလေးနဲ့ဆိုတော့ပိုပြီးစားကောင်းပါရဲ့ရှင်